္ဂလာပါရှင်ကျမကတော့ Brandy Prevoga ရဲ့ founder Brandy ဖြူစင်တို့မဲဖြစ်ပါတယ်ရှင်အခုဆိုင်လေးကတော့ကျမတို့ရဲ့ဒုတိယဆိုင်ခွဲလေးဖြစ်ပါတယ်တပြည်ကုန်း AR လမ်းမနီးတကွန်လျှက်စစ်ဆိုင်ဘီလန်းကကဏ္ဍမ9လမ်းပေါ်မှာဖွင့်ထားပါတယ်ရှင်ကျမတို့ဆိုင်လေးကိုစိတ်ဝင်စားတာဖြစ်ဖြစ် Prevoga တွေဆိုင်အတွက်အိမ်အတွက်ရုံးခန်းအတွက်လိုအပ်တာဖြစ်ဖြစ်ကျမတို့ဆိုင်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ပြီးတော့အဓိကကျမတို့က customize order တွေကိုလုပ်တဲ့အတွက်မိတ်ဆွေတို့လိုချင်တဲ့အခန်းအကျယ်ဝန်းအတိုင်းအတာနဲ့ကျမတို့ရဲ့ဆိုင်လေးမှာလည်း Prevoga လေးတွေလာရောက်အနံ့လို့ရပါတယ်ရှင်ကျမတို့ဒီဆိုင်ခွဲလေးမှာပါမယ်လုပ်ငန်းလေးတွေကတော့ home decoration service ပါမယ် modern furniture ပါမယ်နောက်ပိုင်းတော့ furniture accessory လေးတွေလည်းထည့်ပြီးရောင်းချပေးဖို့ရှိပါတယ်ရှင်ကျမတို့ဆိုင်လေးကိုစိတ်ဝင်စားရတာဖြစ်ဖြစ်ကိုယ့်ရဲ့ဆိုင်ကန်းအိတ်ခမ်းတိုးချဲ့ချင်တာဖြစ်ဖြစ်ကျမတို့ဆိုင်လေးမှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်